ခုတခါတော့ကျမအကျဉ်းချင်းဆိုဦးတဲ့ဒေသချင်းတစ်ပုဒ်ဖြစ်ပါတယ်ကျမအလားတူတခြားဒေသရှင်တွေလည်းဆိုပါတယ်အဲ့ဒီတချင်းလေးကိုမထက်မဖြစ်လို့ထည့်ရတာဖြစ်ပါတယ်နှစ်40ခရီးတော့လည်းပါပြီးပြီဒါပေမဲ့ခု45နှစ်ခရီးမှာပြန်ထည့်ထားပါတယ်အဲ့ဒီတချင်းလေးကိုတခြား version လေးနဲ့မတူအောင်ပေါ့နော်အလဲမှာကျမစကားပြောလေး dialogue လေးထည့်ထားပါတယ်ကိုယ်တိုင်ရေးပြီးတော့ပဲထည့်လိုက်တယ်အဲ့တော့ဒီသချင်းလေးကအမြဲတမ်း MTV ဖြစ်တယ် live show ဆိုရင်လည်းတယောက်တည်းတွေဆိုသွားကြတယ်ကျမကတော့ဒီတစ်ခါ uranium အဖွဲ့ကိုစမ်းသစ်တဲ့ကလေးတွေနဲ့ performance လုပ်ခိုင်းထားပါတယ်ရှုစားနားဆင်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်